Hello အားလုံးပဲမင်္ဂလာပါခင်ဗျာရှိုင်းဆက်ပြစီကုန်ချမ်းပင်ရပါခင်ဗျာဘတ်စုံသုံးဆက်ပြစီကိုကြည်တောက်ရှင်တပြည့်နည်းနဲ့စားတောက်ဆိုင်နဲ့ရေတန်းဆက်တွေအတွက်ကျွန်တော်တို့စီမှာ20လီတာပုံးကြီးတွေနဲ့ဝယ်ယူအားပေးလို့ရနေပါပြီခင်ဗျာဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့စီမှာ20လီတာပုံးကြီးတွေနဲ့ဒီဘတ်စုံသုံးဆက်ပြစီတွေကိုအနက်မပါဒါမှမဟုတ်အယောင်မပါအနက်မပါအဖြူသီးတန့်ဝယ်ယူအားပေးလို့လည်းရပါတယ်ခင်ဗျာဆိုတော့ဘတ်စုံသုံးဆက်ပြစီတွေကို20လီတာပုံးကြီးတွေနဲ့ပြရတဲ့ဈေးနဲ့တန်အောင်သုံးချင်တယ်ဆိုရင်ကျွန်တော်တို့ရှိုင်းဆက်ပြကုန်ချမ်းမှာဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာကိုယ်တိုင်ဖြောသုံးတာဆိုရင်လည်းကျွန်တော်တို့စီမှာဆက်ပြကုန်ချမ်းမျိုးစုံရှိတာမလို့ရွေးချယ်စရာလည်းမျိုးစုံရှိပါတယ်ခင်ဗျာဆက်ပြကုန်ချမ်းတွေကိုလည်းကျွန်တော်တို့စီမှာလက်ကားစေ10ထုတ်ကနေစပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာဆိုတော့ဘတ်စုံသုံးဆက်ပြစီ20လီတာပုံးကြီးတွေကိုကျွန်တော်တို့ကနေပြီးတော့မန္တလေးမြို့တွင်အိမ်ရောက်ငွေချေ delivery အခမဲ့နဲ့ပို့ဆောင်ပေးရဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်လေးကတော့3998306324နဲ့3999836153လေးတို့ပဲဖြစ်ပါတယ်ခင်ဗျာနောက်ပြီးကျွန်တော်တို့ရဲ့စိုင်ခွဲနေ့ဖြစ်တဲ့59လမ်း125 126ရတနာပုံစလုံးစည်းမှာလည်းကျွန်တော်တို့ရဲ့စိုင်ခွဲနေ့မှာစက်ပြကုန်ကြမ်းမျိုးစုံကိုဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ